ရှိတော့ရှိတယ်တဲ့ငါမပြောတတ်ဘူးတဲ့မိုင်းပြောကဖုန်းခေါ်နေတာလို့ line မကောင်းလို့မပြောอ่ะအဲ့တော့ရုံးတို့ရဲ့နောက်သွားလို့ပြောလိုက်လေမာကြီးအိုက်သွားလို့သွားတယ်မင်းသကလေးမင်းကြည့်သွားပြောတယ်နေကြားခဲ့ခေါ်လို့မရဟုတ်လားအာဟိုမာကြီးကိုဖိုး line မကောင်းတော့ခေါ်လို့မရအောင်လေကိုဖိုးတို့ပဲ line တက်တက်မှာပေါ့ line ဟုတ်ပြီလေကောင်းလို့လားနော်ဟွာဘာလို့မလဲရလာကျင်နာဟွာဒီရဲ့ဟွာပြီးရင်သူကအမလီနွားတာတော့ဒါချုံမိုးကကြာခိုင်းကြလည်းမလို့နွားတာလေသူ့အရာကြီးကြံနေတော့မရငါပြောလားမင်းနဲ့ line မကောင်းဘာမှလည်းမမြင်အောင်အဲ့ဒီကိုခုမြင်အောင်လားပွားနေပဲလေကိုကြီးကမမြောင်လာမလိုက်ဒီမဲ့တော့ကြီးနေရပါအေးလက်လုံးကိုအဝါထိုးမိတာလေမှန်ကွယ်လားမှန်ကွယ်ဘယ်လိုလဲမသိအဲ့လိုထိုးမိတော့မျက်လုံးကအခုကြာတော့မျက်မှန်တက်နေရမှန်ကွယ်မဟုတ်ဘာထိုးမိအောင်ကိုထိုးမိမျက်လုံးထိုးမိပါကြောက်စားမှန်လို့ဟမ်ကြောက်ဆက်ကတန်ပြားမှန်တာကွဲပြောကြောက်ဆက်ကတန်ပြားတဲ့ဒီတော့မျက်မှန်တက်နေရသူ့ရဲ့ငါရဲ့တို့အမတရားမတက်လေဖေးတော့မတက်မတက်လေရပါတက်လေရတယ်ဒီမှာကျမညမမတက်ရင်ဟိုဝေကိုမမြင်ရလို့မကြည့်ဘူးမိုင်းခင်ရောကိုမြင့်ကျော်ပါမျက်မှန်လေးနဲ့အိမ်မှာလာရင်မျက်မှန်နဲ့ဟိုဝေကိုကြည့်မမြင်ရလို့မကြည့်ဘူးတနေ့ကတစ်တော်တွေမှာတွေ့လိုက်တဲ့အဝေးမုံတဲ့လူတွေရဲ့ပြဿနာတဲ့ဆိုပြီးတော့ကောင်းမလေးတယောက်လေးစံချောင်းတွေကိုကြံ့ချောင်းနေတယ်ဦးလေးဟိုတန်ဟိုကြံ့ချောင်းဘလို့ရောက်လာဆိုဘယ်မှာလဲကြံ့ချောင်းဟိုမှာလေးဆိုဘယ်ရလဲအဲ့ဒါတန်ချောင်းနေကြတန်ချောင်းနေကလေးပါဆိုမှာတန်ချောင်းနေလားမိုင်းတက်လည်းမျက်မှန်လေးယူလာရွာရောက်ပြေးပါဖုန်းရညမှန်လေးနဲ့မိုင်းတက်လေကိုမြင့်ကျော်ကဆွကြည့်ပြီးတော့ကြည့်တယ်လာမလေး15ရက်နေ့တက်လာမလားကို15ရက်နေ့ကခွင့်ယူတာ15ရက်နေ့ကကြာတာပရင်းနေလာကြာလေအဲ့လိုပြန်လဲတောက်ကြတရက်ဆိုတော့တော်စင်းကြောင်းပဲဆိုတော့စနေနေ့ငွေနေလာအောင်မယ်ကြာတာပရင်းတောက်ကြနေရောပါလေစနေနေ့လောက်မှပြန်လာတော့ဘာလဲတောင်းတော့လားတောင်းတော့လို့လားဟိုမမဝင်ပြောလားအေးကိုသားတို့မြောက်လင်းရင်ကွင်းနဲ့နေပြောတယ်နော်သူတို့တိပခင်ရတဲ့မုတ်စီကျော်မာကျင်တို့တဲ့ဥကျော်သူတို့ဘယ်တော့တက်လာမအောင်လဲမသိဘူးလို့အေးပါမသိဘူးလို့မဟုတ်15ရက်နေ့လို့လဲကြားတယ်လို့အေးပါအမမအေးသေးဘူးလားအမမအေးသေးဘူးလားမလေးအေးဘူးဒီမှာအေးတယ်ဆိုတာကိုမရှိထိုင်းနိုင်ငံလေးလားအေးတယ်ဆိုတာဘယ်အချိန်မှမသိမိုးရွာလို့များနည်းနည်းအေးနာဘယ်နားမှာအေးရအောင်အေးကိုမအေးချိန်ပြပူနာအဲ့ဒါနွေးတဲ့ကိုတတ်တာပေါ့ကွာအေးလို့ငါဟိုမှာကြိုင်တော့စပူတောင်ဆိုတည်ဒီဘက်ကမှာဟိုနဝမှာနည်းနည်းအေးသလားအောင်နဝမဟုတ်ပါဘူးဟင်းကောင်းပါဒီမှာတော့ပြေမကြိုင်မှာတော့ပြောမနေနဲ့အေးတယ်ဆိုတာကိုမသိအိုးရောက်ခါသားနှစ်ကပဲအေးလမ်းချက်လို့ဆိုလားမသိဘူး3ရက်လား4ရက်လားအေးတာလေအေးတယ်ငါဆောင်လေးတက်တဲ့ပါလို့ဆိုဆောင်လေးလဲဝယ်ပြီးတော့မအေးတော့လို့ရှုံကိုမရှုံအောင်လေအဲ့ဒီဆောင်ခုချိန်ဒီအေးဟယ်လိုအေးဘူးဒီမှာမအေးဘူးအဲ့
တာလည်းမအေးဘူးပဲတရားပူတောင်စိုးဝင်တော့လေဟိုကနေနေတော့ပန်းကောင်းအဲ့လေပန်းကောင်းနဲ့နေတော့ ไม่ได้นัวมันยังได้นัวตัวอะไรล่ะ ငင်းနေမသွားပါဘူးအိမ်လောက် อ๋อ မငင်းအေးနဲ့ เราต้องยักค่ายจะปีตัวอะไรนี่มาบอกไม่เป็นจริง အဲ့လိုမဟုတ်သူ มาเปลี่ยนที่ด่ามาเปลี่ยนที่ด่าเราเล่นที่เราฉีมั้งเล่นที่มันเล่นที่เรามาฉีที่เราบูตัวต่อที่เราเปลี่ยนคอดีเด็ดสุด ငါနဲ့မကြည့်သေးတာ ကြော်ရည်ညီမလေးက เฮ้ ညီမလေးဘယ်နှစ်ရှိရောပြော ตาจ่อ ညီမလေးဘယ်နှစ်ရှိ งานนี่เลย အေးငါးနဲ့ဆိုညီမလေးတက်ပြီးကြာမကြာပဲနဲ့အဲ့လူရှိတဲ့နှစ်လေအဲ့လူပြီးတော့ညီမလေးသွားရလေပြန်စဉ်းစားကြ ไอ้ ည့် เด็ดเลย အေးအဲ့ဒီမှာပြန်တက် ไอ้ တာ เด็ လေ ดပြီးတော့ต่อที่เราเปลี่ยนคอดีเด็ดเลย အဲ့ဟာခေါ် ဟာရက်ကလေးလေ ရပါသူကခဏပဲလေအဲ့ဟာဘယ်လောက်တော့2019ပြီးမှန်လာမယ်နော် နောက်ဆက်ကိုခဏလာပိုင်းဒီမှန်ရောက်တော့မငိမ့်လာလား မငိမ့်လာပြီးတော့မှခေါ်အောင်အော်မငိမ့်ရပြီးမှလားနော်သူက9လပိုင်းလေသူက4လပိုင်းဆိုတော့အေးညီမလေးကကြော်ပြီလေကွာကြော်ပေါ့ ခါဆက်နေပါလားမင်းလာခင်ဟိုအဖေဟုတ်ပါသွားပြီးတော့နေမင်းလာ ကိုယ်ပဲတဲ့ရကိုယ်ပဲပေါ့ ဘာလေးလုံးဝင်ပါမယ် အဲ့လို 要会变多 ခါဆက်မျိုးနေ 哦 မကြည့်ရတော့မအင်းအဲ့တော့စဉ်းအောင်အဖွဲပြီး ငါတော့အဲ့ရုံပဲအိတ်ပြီးမှတရေတမိုးပြီးမှထဒီချုပ် လည်းဘယ်နည်းရရ ပြောင်းကစဉ်းခိုင်း ဟမ် လောက်ကဘယ်နည်းရရရော ပြရတယ်ခဏရလာပါလား အလောက်ကဘယ်နေ့ရရုံမရလား မမတို့ကြတဲ့ခေါက်ပဲမ ဒီနေ့ရောဆို21ရက်နေ့ရလာတာတော့တို့ အဲ့လေဟို 21ရက်ဆိုတော့10ရက်လောက်တော့ရှိပါ10ရက်17ရက်လောက်10ရက်ပဲရှိသေးတယ်10ရက်တတိယဒီနေ့ညနေကပတ်စံရှင်းပေးပါလား ကတ်ရပါရောဘယ်လိုလုပ်တော့ ခက်ဒီပါရလောက်ရမှာအဲ့ဒါအခုမှပြောထားတော့စုံစမ်းထားတော့မယ်ရှိသေးတာလူလဲလူညာတွေနဲ့တိုးလို့အခုကတိတ်ချစုံစမ်းနေအဲ့ကက အေးမင်းရအမဘာပြောင်းကျင်လို့ဆိုတာမသိပြော ဘာတူတော့ ညီဟိန်းပေါ့ပြန်လာမလို့လွယ်တဲ့ကိစ္စမဟုတ် ပြန်လာမလို့ အေးပြန်လာပြီဟုတ်ဝင်းမီထိုးစီသွားခြင်းလို့ပြော လွယ်ချက် ဟင်း ဒီရင်ဆုံးပြန်လာခြင်းပတ်စံရင်ချားလို့ဒီသွားတဲ့လမ်းစိတ်တွေရင်ချားပြီးမှပြန်လို့ သူကနင်းလက်ကိုမကြသေးဘူးတဲ့ပြော ငါတူဟုတ်တရားလူခေါ်ရင်လန့်ခေါ်မှာပါသူတို့ အေးဟာနွယ်နွယ်တော့ဟိုဟာဖြစ်နေလားမသိဘူးနေမကောင်းဖြစ်နေတယ် ညီညီလေးလား မဟုတ်ကိုရုံးသူမိမမင်းနဲ့ အေးဟုတ်တယ်နေလို့မကောင်းလို့တဲ့ဟုတ်တယ်နေမကောင်းတာတဲ့ဆေးသွားထိုးတာတဲ့250တောင်ကုန်တယ်တဲ့ဘာမှမတက်တာတော့ တုတ်ကွေးနေ သူတို့ကိုရီးယားတော့မဖျားရဲဘူးမဖျားရဲဘူးလို့ နေကျနေနာထားမှာပြီးဒီနေ့ခုရလဲလို့ဘယ်နာမှမထားဘူးသွားနေချင်တာဆက်တယ် ငါပေါင်းမိရောမသိဘူး၆သေးဘူးလားစာရွက်စာတမ်းတော့လုံးမပေးဘူးဒါပေမဲ့တာဝန်ယူတယ်ပေါ့နေတာထိုင်တာကတော့သူက
ဟိုပါလေတော့မောင်းနေပါရ4လတစ်ခါ3လထားတယ်တဲ့အဲ့ကြရင်တလားအဲ့ဒီလိုလာတဲ့အချိန်ကျရင်200တော့ပေးရတယ်ပေါ့နေလို့ရတယ်လို့ပြောတာပဲအဲ့လိုနေပြီးတော့ပဲဟိုဘက်က16000တင်ရမှမသိဒီဘက်မှာဟိုရုံး ဖလက်ဖလောင်အဲ့ရုံးကိုပုံစံကြည့်တာရုံးနောင်မှာတော့တောင်းတိုင်းမီနဲ့တင်မှာမလို့ဆိုတော့အဲ့ဟိုပဲတင်ရမို့16000ကိုပဲ16000နဲ့တော့ကွဲတယ်ပေါ့ အေးဒီရှာဆုံစားရလောက် အဲ့ဒါမို့တေချာစုံစမ်းနေရ 你看你那单你过嘛，你也得你去的没啥难的，中央去家的，你去鸡肉鱼，就话没啥难家的了。过嘛家的东西。没有没，你方便不啦？要的刚嘛，我挺啥的。你妈来了。没嘛也多了。没呀，哎妈，老的老过也考了，你也去吧。第二道的呀，哎妈，好多的多呢。 အဲ့အမေလာတော့အဖေကမလိုက်ချင်အဖေကငါနဲ့သွားအောင်လို့မပြောတာမေ ဟုတ်ကြောညဆိုဖေရတဲ့ဟိုဘက်မှာအေး အဖေကပဲအဖေကလည်းပြောမှာမဟုတ်ဘူးအမေချင်းသေးလိုက်မသားလို့ စိလေကအကိုကြီးရှိကြရမှာကောင်းကောင်းတော့အကိုကြီးရောက်တော့သိမတော့လို့လေပြောစိလေတန်ကိုမကြားတော့ တောက်တော့နေလို့ အေးဖေကညဆိုတစ်ခါလေးရောင်းညလည်းစခနဲ့တန်ထွက်သွားဦးဆိုတာអော်လိုက်တော့ကိုကြီးရတယ်ခြေထောက်ကလေးလမ်းလဲကန်တော့လက်သွားတယ်ဖေဘာဖြစ်တော့ရောင်းလာပါကွာအဲ့ဒါပြောကိုတော့လက်ခြေထောက်ကန်လာတာသူခွေးကြိုက်တယ်လို့ထင်လို့ရှိအောင်ရှောက်ယူယုံဘရိုဖေဘာဖြစ်တော့လက်ပါ အမေလက်တွေပါကြီးကြိုက်သေးတာလို့အမေ ခုတော့မကြိုက်ဘူးကွာကိုတော့နှိပ်ပေးဖို့ပါဘူးလို့အမေတို့ကဘာမှမညောင်းတော့ဘာမှမလုပ်ပြရ ကျမပတ်စံလေပတ်စံအခုမှဝင်တာမို့လို့အရင်မဝင်လို့လေ3000ထဲမှာဘယ်လောက်တဲ့ဟုတ်ဆက်လေ3000ထဲမှာ900 3000ထဲမှာဟိုတို့နှိပ်တဲ့ဇက်ကလေးတွေ3000ထဲမှာ900တဲ့အဲ့ဒါအရေးကြ4လကိုအရေးကြပေးရမှာတဲ့လေကောင်းနေရောမိုင်းပြုံးဆိုရင်တော်တော်မိုင်းပါလို့ ဘယ်လိုဆိုဖူလေးနဲ့နှိပ်တာလား အလုံးလေးလုံးလေးကိုမှလက်ကင်ဘူးလေးနဲ့လေပလက်ပေါက်ထိုးပြီးလောက်တာလေ အေးရတွေ့ဦးအဲ့တော့ဆောင်ဈေးကြည့်ရ အဲ့ဒါ3900တဲ့အဲ့ဒါကိုရစ်ကြနဲ့သူကပထမဆုံးခုဝယ်ချင်းကိုသူက900လားမသိ1900ပေးရ အေးပါမာ အဲ့ ရ ဒါလေးကောင်းနေရောပဲလို့အဲ့ဒါ အေးရနည်းနည်း ပတ်စံချင်းအဲ့ဒါလေးဝယ်ပြီးတော့ ခုကိုကြီးရောက်တာတော့အေးကသိကောင်းကောင်းအိတ်ဆက်ရကြဘူးကွာအကုန်လုံးကလေးပဲရ အဲ့လေအဲ့လာကြောင်မို့လို့ တီဗီတော့ဖြတ်ထားရင်ကောင်းမလားစဉ်းစားတီဗီကလည်းကြည့်ရဲ့အိတ်တက်ကအများကြီး အဲ့ကြောင်မို့လို့ပြောတာဗောမိုင်းပြုံးလေအိတ်ဆက်ပြလို့သူအဲ့လာခရောင်6ချားဖြစ်မိုင်းပြုံးပြောတယ်အဲ့ဒါကြောင့်အဲ့လိုကောင်းကောင်းမအိတ်ရလို့ခရောင်6ချားဖြစ် မဟုတ်ဘူးကြည့်ရအမေတို့ကတော့အိတ်ပြောအဲ့ဒီလူကြားထဲမှာအိတ်ပြောကိုကတော့အိတ်မပြောကိုကြီးကတော့အိတ်မရဘူးမိုင်းတို့လည်းအိတ်ရလားမသိပါဘူးအဲ့ ရမှာမဟုတ်ဘူးမိုင်းပြုံးကပို့တော့ဆိုမယ် အေးမိတို့ကလက်ခင်းဆော်ရီဆိုနိုးနေကိုကြီးရောက်တော့မျိုးကြောင်လေးမှာအိတ်နေရတယ်သိလားကိုကြီးရောက်ဝင်အိတ်လိုက်တာဖျားရတယ်မိတို့ပြောင်းခိုင်းလိုက် ဟုတ်ပါ လေးမတိုက်ဘူးကြီးလောက်နေလို့ အမေတို့ကလည်းလေမျိုးကြောင်တဲ့ဟိုအိတ်ချင်နေတာပါပဲ ဆင်းလို့တက်လို့လွယ်လို့တဲ့နွားကြည့်ကျင်လို့တဲ့အဲ့လိုတော့ပြောဟုတ်နွားကတော့ဟုတ်တယ်ကိုကြီးလည်းအိတ်နေနွားမသိဘူးကွာအစောပိုင်းရောက်တာတကောင်အဲ့တဲ့နွားတန်ကြားရဲဆိုမိရထကြည့်တော့တကယ်နွားဖြစ် ဘာလို့တောင်းသွား နွားဝင်လာပေါ့ကွာအိမ်ဝိုင်းနဲ့ တဲ့ရနွားအဲ့ရနွားလား အိမ်ရဲ့နွားစီကိုဝင်လာတာကိုသိန်းဝင်နွားလားမသိဘူးအမေတို့ကအုံးမင်းစားမကြောက်လို့တဲ့ ပြောတာလေပြီးအဲ့ဒါနွားတွေဝင်တာဟို
အိမ်ဝိုင်းနဲ့နွားတွေဝင်လာတို့အပင်တွေနွားတိုးမှကြောက်လို့ပြောတာလေ ခုပိတ်ထား ဟိုမလိုက်ဟုတ်ပါမလိုက် မင်းကမင်္ဂလာသွားတာဟုတ်သူတို့သမီးသွားတောင်းတာလေဘယ်ရွာတဲ့ပြောတော့ပြောမေ့ ရဲ့အချစ်ကဘာကိုပြောလို့ကိုပြောရတော့ဝေးရောက်ခမ ကိုသိန်းဝင်းသားငယ်ကောင်လေ ဝေး မိမခိုးလာပါတော့ ပြောတော့ပြောတာနာမည် ဘယ်ရသူလဲ မလိုင်းနဲ့မလိုင်းကနေကမန်းလေးညံလန်းအောင်တက်ရတာတဲ့အဲ့ဒီလမ်းပေါ်ညာဘက်ဘေးကဆိုလာမယ်ပြောတော့ပြော မင်းကသမီးပေသား နာမည်မေ့ ဘာရွာတဲ့ မေ့သွားပြီကွာပြောတော့ပြောမေ့ဟိုဟာတဲ့ဗျ အမလေးကလေးတွေပဲရှိသေးတယ် ဟိုဟာတဲ့ကိုရွာတင်ကျွေးဆိုရင်တော့ဥမနီးကပြောတယ်ပါသူကသွားလာနဲ့ခက်လို့ဟိုမှာဝတ်အချိန်60 50သာဆိုတာအဲ့လောက်လည်းအဲ့မှာလည်းလောက်ပြီးတော့ဒီမှာလည်းလှုပ်ချင်တော့မလှုပ်ချင်နေပေါ့အဲ့လို အာ ဥလိုမနီးရတော့ဟုတ်ဥတော့အများကြီးပဲမနီးရဝေးဝင်းကားနဲ့ဒီကောင် ကလေးတွေကလည်း ဒီမှာတော့ အဲညွှန်ချက်တော့ကားနေပြီပြောပြော ဟုတ်ပါဦးမယ်ဒေါ်သိန်းကြီးကားလေး လက်ကြီးကဟုတ်ပါလိုက်ယူပါ တော်တော်ကြီးကားဆိုလို့ချင်းကားကလည်းအများကြီးပေးရမှာပဲလား ကိုရဟုတ်ကားတော့မကြည့်မိလား တော်သိန်းကြီးတို့ကပြောတာကားကြီးရွာတွေပြော မေရတဲ့သူတို့ရထွက်တော့ကိုစိုးလန့်ပြောတယ်ဘယ်မြို့တုံးဆိုတော့ခန္ဓာတစ်ခုကိုသွားပါလေအဲ့ဒါမျိုးအော်သွားတာလေမေရတယ်ဟုတ်တယ်ဥရုကထော်သိန်းကြီးတို့ကားပါ အားဒီပါအမိုက်ကောင်းလေးထည့်ဘူး ဟုတ်တယ် အဲ့တော့အပြည့်ပါ ရော့ ဟုတ်တယ်ဘာသွားမလို့ကိုစိုးဆိုခန္ဓာတစ်ခုကိုသွားမှာဆိုတာကျွန်တော်စဉ်းစားတယ်ခန္ဓာတော့ဘယ်ဟုတ်မသိဘူးပြီးကြပါမင်္ဂလာအဲ့ဒီသွားတော်မယ် ပြောတော့ကောင်းကြိုက်လို့လည်းပြောရချိုးလေးစားကောင်းကြိုက်ချိုးတာပို့ကြိုက်တာ